International Series တကားကိုမမိနိုင်အောင်လုပ်ပေးတာကဇက်ညွန်ဇက်အိမ်နဲ့ဇက်လက်တင်မကပါဘူးစက်ကောင်တွေရဲ့ chemistry မိမိနဲ့တရုပ်ဆောင်ချစ်တွေကပါအရေးပါလာပါတယ်ဒီနေ့မှာတော့လက်ရှိ International Series တွေကမြန်မာပရိသတ်တွေသဘောအကျဆုံးဒိုအတွဲဆက်လေးတွေကိုတင်ဆက်ပေးသွားပါမယ်Number 1 Wednesday Netflix Wednesday Adam နဲ့ Ines Sinclair တို့ဖြစ်တဲ့ Wednesday ကာရိုက်တာနှစ်ယောက်ကတော့မြန်မာ audience တွေကြားမှာရေပန်းစားတဲ့ဒိုအတွဲဆက်ဆိုလဲမမှာပါဒီ series ရဲ့ info ကတော့ genre mystery လို့ဝယ်စမ်းကျ dark comedy supernatural တပွားလောကမှာ Netflix platform ကနေ2020နှစ်မှာ release လုပ်ခဲ့တဲ့ series တစ်ခုဖြစ်တယ် Number 2 အနေနဲ့ကတော့ Money Heist Netflix Professor နဲ့ Berlin genre မျိုးစားကိုကြည့်မယ်ဆိုရင်တော့ crime ရာဇဝတ်မှုနဲ့ trailer တိုက်တဲ့ရင်ဖို့ type ကိုပေးတယ် Netflix platform ကနေပဲ release လုပ်ခဲ့ပြီး2019ကနေ2021ထိထုတ်လုပ်ခဲ့တဲ့ series တစ်ခုပါဒီ series ရဲ့ documentary ကို analysis ခွဲခြားစိတ်ဖြတ်မယ်ဆိုရင်တော့ professor break ကောင်းတယ် planner season ပိုင်းမှာအကွက်မြင်တယ် crime ညိုက်တဲ့တည်ငြိမ်စွာနဲ့လှုပ်ရှားနိုင်တယ်ဘာလင်ကတော့ charismatic ဆွဲဆောင်မှုရှိတယ် blowing ရဲရဲတဲ့ emotional စိတ်ခံစားမှုပြည့်ပြတယ်Brother Bond ညီကိုတွေပေါင်းဆက်လိုက်တယ်ဆိုရင်တော့ ideology နဲ့ conflict တူတဲ့လူဦးရဲ့အယူဝါဒတွေနဲ့ပဏိပက္ခတွေကပဲဇက်လန်းကိုပို့ကြွစေပြီး audience တွေကိုဆွဲဆောင်နိုင်ခဲ့လို့ဆိုရင်လည်းမမှားပါဘူးဒီ professor နဲ့ Berlin အတွဲဆက်ထဲမှာ Berlin ကတော့မြန်မာ audience တွေရဲ့ fan base ကကြီးတယ် dialogue တွေကလည်း memory ပဲမှတ်ပြီးလောက်လွယ်တယ်ဒီကြတဲ့ Berlin မရှိတော့တောင်မှ flashback တွေထည့်ရလောက်အောင်ထိ series အပေါ်မှာ impact တက်ရောက်မှုကကြီးလောပါတယ်ဒါကြောင့်မို့လေ audience value တွေရဲ့အမြင်မှာတော့ကြီးဒိုတိုင်မရှိခဲ့ရင် Money Heist မဖြစ်နိုင်လောက်တော့ဘူးဒီ character တွေဟာ series အပေါ်မှာတက်ရောက်မှုကြီးခဲ့ပါတယ် Number 3 Squid Game Squid Game ရဲ့ character တွေဖြစ်တဲ့ Song Gyo Player 456နဲ့ Cancel ပြော Player 067 Squid Game series ကတော့မြန်မာ audience တွေတာမကရုပ်ရှင်မကြိုက်တဲ့ပတ်ဝန်းကျင်မှာပါကလေးကစလူကြီးတွေထိနားရင်စေခဲ့တဲ့ series တစ်မျိုးပါ series info ကိုကြည့်ရမယ်ဆိုရင်တော့ genre survival ရှင်းတန်မှုနဲ့ psychologically စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုရိုက်ပြထားပါတယ်ထပ်ပြီးတော့ Netflix ကပဲ2021မှာ release လုပ်ခဲ့တဲ့ series တစ်ခုဖြစ်ပါတယ် documentary ရဲ့ analysis ကတော့ romance အချစ်လက်လန်းမျိုးမဟုတ်ပေမဲ့ human connection လူမှုဆက်ဆံရေးကိုတော့အပြည့်အဝဖော်ကျူးထားပါတယ် trust ယုံကြည်မှု sacrifice အတုံးချခြင်းနဲ့ silence movement တိုက်ဆိတ်တဲ့ခံစားချက်တွေ emotion heavy စိတ်ခံစားမှုပြင်းထန်တဲ့ဟာတွေဟာဒီ series ကိုပိုကြွသွားတဲ့ဇက်ကွက်တွေပါ audience အကြိုက်တွေ့ခဲ့တဲ့အရာတွေကတော့ character နှစ်ယောက်ရဲ့ပေါင်းစပ်မှုကအလွန်မင်းကြည်နူးဖွယ်ကောင်းတယ်နောက်ဆေပြရဲ့ character ကမြန်မာပရိသတ်တွေအတွက်ဆွဲဆောင်မှုရှိတဲ့ type မမရဲ့ငကိုခက်ချီချီလာတဲ့အလှကတော့ audience တွေမလော်ဆန်နိုင်တာကတော့ကျွန်တော်လည်းအပြစ်မပြောပါဘူးဒါအပြင် ending skin တွေမှာလည်း comment အများဆုံးရရှိကြတဲ့ series တစ်ခုပါ audience တွေရဲ့ verdict ကတော့စကားနဲ့တယ်ဒါပေမဲ့စိတ်ကိုထိခိုက်စေခဲ့တဲ့ဒိုအတွဲဆိုရင်လည်းမမှားပါဘူးဒီဒိုအတွဲတွေထဲကမှ audience အကြိုက်ဆုံးအတွဲတွေကတော့ဘယ်သူတွေလဲ comment မှာရေးခဲ့ပေးပါ